ကောင်းလို့လာနိုင်အောင်တော့အသက်နဲ့ရင်းငယ်လေတဲ့တို့ဖခင်ရင်ရဲကအာဇာနီမင်္ဂလာပါလူကြီးမင်းများခင်ဗျမင်္ဂလာပါဖေဦးရှိသေးနေပေါင်းတရားကျော်တိုင်းတစ်ပါးရဲ့လက်အောက်မှာကျွန်တော်ဘဝနဲ့နေလာခဲ့ရတဲ့မြန်မာနိုင်ငံကြီးကိုကျွန်အဖြစ်ကနေစွဲတင်လို့လွတ်လပ်ရေးကိုရယူပေးတဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း1915ရှေ့နေဥဖာသားဇာတိနမမဝေးခရိုင်တိရများခုတိုင်းကြံ့ကြံ့ခိုင်တဲ့ဇာနီဘွားမိခင်ဒေါ်စုသားလို့ဆိုတာကိုဗျအဖဖြစ်သူဥဖာဒေါ်စုရဲ့မွေးတဲ့1915ခုနှစ်မှာမွေးတယ်ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်ဖာဦးအောင်ဆန်းဟာအခု2020ဆိုတော့105နှစ်ဖြစ်သွားပြီပေါ့ဗျာဒီလိုလားဗျာအဲ့လိုဖခင်ဦးအောင်ဆန်းရဲ့မွေးနေ့ကိုဂုံပြူတဲ့ပွဲလာရောက်တင်ဆက်ကပြတယ်လေသူပဲဝမ်းပန်းတတာရှိရပါကြောင်းဂုံပြူကြမယ်ပေါ့ဒီလိုဗျနှစ်ပေါင်း100ကျော်မိတ်ဆက်လက်တွင်မာလာခေကောင်းလို့လာနိုင်အောင်တော့အသက်နဲ့ရင်းငယ်လေတဲ့တို့ဖရင်ရဲကအာဇာနီလွတ်လပ်ပြီးကွယ်တို့တိုင်းပြည်ကျွေးကြော်ကခေါင်းမဝေးရအောင်တွေ့ကြံစီအမှန်ဝန်သစ်တွေနဲ့ကမ္ဘာစံမီတို့မြန်ပြီးဖြစ်ရမယ်လို့ကိုကြိုးမဖက်အမျိုးတွေအသက်ကိုပေးဘုရားနဲ့အဖွဲဘုံမင်းအောင်ရဲ့မြင်းမို့အာဇာနီသွေးအဖဥပအမိဒေါ်စုအမွေမြန်မာနိုင်ငံကိုကျွန်းတပောက်ဘွားကကဲတင်လို့ဖဘိုးကျော်အောင်ဆန်းကလွတ်လပ်ရေးကိုရယူကကျေးဇူးမင်္ဂလာရှိတော်ဖြင့်ခွန်တော်တိဆဝရအဖေဦးရွှေသွေးလက်ခမညာဟုတ်ပါကိုဝိုင်းချစ်ခမညာမင်္ဂလာပါဖေမင်္ဂလာပါကိုဝိုင်းချစ်ရေမင်္ဂလာပါကိုပေါ်လာမင်္ဂလာပါကိုဝိုင်းမင်္ဂလာပါကိုဆက်ပြရေမင်္ဂလာပါကိုဝိုင်းချစ်မင်္ဂလာပါကိုစိုးမိုးကျော်မင်္ဂလာပါကိုဝိုင်းမင်္ဂလာပါမောင်ချစ်ကိုမင်္ဂလာပါဦးဝင်းချီမင်္ဂလာပါမောင်ရွှေခောမင်္ဂလာပါကိုဝင်းချီမင်္ဂလာပါမောင်ပန်ကရေမင်္ဂလာပါဦးဝင်းချီအောင်မင်္ဂလာအောင်တေဇာနဲ့ဇေယဂိတ်ထိတိတ်ရှိသဖြင့်တိတ်တိလွမ်းကြုံဝရိန်ဘုံတို့ဒိန်ကုံမချိုးရွှေငွေတဏ္ဍာနီလာမြာသာဗဒမယစိန်ကြောက်ထိန်နေတောက်ရှိန်မောက်ရဲဝိုက်အဖိုးထိုင်ယတနာဇူဝေးရအစ်စ်ဖြစ်တဲ့နတ်မောက်ရွှေမျိုးတွေပါပဲခင်ဗျာဟုတ်ကဲ့ကောင်းလို့မွေးဖွားရဒေတာပါဗျာတကယ်ကမ္ဘာရဲ့တမိုင်းဝင်မြို့ကြီးပါပဲခင်ဗျာဟုတ်ကဲ့ဗျာမေ့လို့မရတဲ့မြို့ကြီးမှာဖြစ်ကျေးဇူးရှင်အဖဘုံချိုးရဲ့105နှစ်ပြည့်မွေးနေ့ပွဲမှာမြို့ရွှေမန္တာဖို့ချစ်တို့ကလည်းဇက်လာတဲ့ပင်လာရောက်ဖျော်ပြတစ်ဆက်ခွေရတာအထူးပဲဝမ်းသာပါတယ်ခင်ဗျာဝမ်းမြောက်ဂုဏ်ယူပါတယ်ဗျာဝမ်းမြောက်ဂုဏ်ယူခြင်းများစွာဖြင့်အတူထာဝရနောက်နှစ်များမှာလည်းဆက်လက်ပြီးတော့လာရောက်ဖျော်ပြခွင့်ရရှိပါစေလို့လည်းဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာဂုဏ်ယူခြင်းများစွာဖြင့်ဖျော်ပြကတစ်ဆက်တပင်လက်နဲ့ကပြမှာမြို့ရွှေမန္တာဖို့ချစ်တို့ကလည်းဇက်လာတဲ့ပင်ရဲ့မြမနှစ်ပါးခွင်ပါပဲကွာမှန်ပါဗျာမြမနှစ်ပါးခွင်ဝန်းအားအိမ်ပြပေးကြပါစို့လားကိုပေါ်လာရေဟုတ်ကဲ့ဘုရားအားလုံးမင်္ဂလာပါဗျာမင်္ဂလာပါခင်ဗျာကပြရတဲ့ပွဲတော့သူပြောစရာမလိုတော့ပါဘူးဟုတ်ကဲ့ဗျာကျွန်တော်တို့ရဲ့လွတ်လပ်ရေးပိတုကတနိုင်ငံလုံးရဲ့ဟာလားဗျာလွတ်လပ်ရေးဖခင်ကြီးပါခင်ဗျာဟုတ်ကဲ့ဗျာဘိုလ်ချုပ်အောင်ဆန်းရဲ့105နှစ်ပြည့်မွေးနေ့ပေါ့ဗျာမွေးနေ့ပွဲကြီးပါပဲအင်မတန်မှဂုဏ်စရာကောင်းတဲ့ပွဲတစ်ပွဲပါပဲဟုတ်ကဲ့ဗျာခင်ဗျားတို့ကျွန်တော်တို့အမှုပညာသမားများဒီလိုပွဲမျိုးကရတာအင်မတန်မှကန်ထူးပါတယ်ဗျာကန်ထူးပါတယ်ဗျာပညာရှင်ဖြစ်တော်ညာလေဒီလိုပွဲနဲ့စုံတွေ့ဖို့ဆိုမလွယ်ပါခင်ဗျာမလွယ်ပါခင်ဗျာမလွယ်ပါခင်ဗျာကျွန်တော်တို့တနိုင်ငံလုံးဟုတ်လားဗျာဟုတ်ကဲ့သူ့ကျွန်ဘဝကနေကဲတင်ခဲ့တဲ့အဖဘိုလ်ချုပ်ပါပဲမှန်ပါပြီဗျာအဖဘိုလ်ချုပ်ကဲတင်ခဲ့လေကိုတိကိုနန်းကိုကျငန်းနဲ့ကိုရင်ကျေးမှုဟုတ်လားကိုစာပေကိုအမှုပညာတွေနဲ့ရှင်တန်ခွင့်ရတာဟုတ်ဗျာမှန်ပါလေဗျာဒီလိုပွဲလဲသမင်များနဲ့စီစီကားကားပျော်ပျော်ရွှင်ရွှင်
သာသာယာယာနေနိုင်တာကလည်းအဖဘိုးချုပ်ရဲ့ကျေးဇူးတွေပါပဲ ဟုတ်ကဲ့ဗျာ ဘယ်တော့မှမမေ့နိုင်ပါခင်ဗျ မြန်မာတွေမကကဘာမှာပါထင်ပေါ်ကြော်ကြတဲ့ခေါင်းဆောင်ကောင်းပါပဲဗျာ မှန်တယ်ဗျာ ဟုတ်ကဲ့ဗျာ အနှစ်တစ်ထောင်အတွင်းမှာတော့တယောက်ပေါ်ဖို့မလွယ်ပါဗျာ မလွယ်ပါဘူး ဩနတ်မောက်သူနတ်မောက်သားဖြစ်ရတယ်အင်မတန်ကုန်စရာကောင်းပါလေဗျာ ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ဗျာ အိမ်ကအဖေနဲ့အမေတော်အပြစ်တင်မိတယ် ဘာဖြစ်လို့ ဘာ တော့ လို့ ဟိုမမွေးခင်တော့ဘာလို့ဒီရွှေ့မလာတော့လို့သူတို့ရွှေ့လိုင်းကိုလည်းနတ်မောက်သားဖြစ်မှာလေ ဟုတ်ပါနော် ဟုတ်လားဗျာ နေရာပြီးရတာပေါ်မှာမွေးတာ ဟာရုပ်ရှင်မန်းသားမောင်ဖို့ချစ်ပြောတယ်လို့ပါပဲဗျာ ဟုတ်ကဲ့ တန်နိုင်ငံလုံးကြိုက်တဲ့နေရာတော့နတ်မောက်သားဟေ့နတ်မောက်သူဟေ့လို့ပြောလိုက်တာနဲ့အင်မတန်ကုန်တက်ပါလေဗျာ ဟုတ်တယ်ပါ ဟုတ်လားဗျာ ဟုတ်တယ် ဩအဖဘိုးကျိုးရဲ့လမ်းစဉ်အောက်ဆုံးမမှုဩဝါဒအောက်မှာနေကြတဲ့မြို့ဖြစ်တဲ့အတွက်အင်မတန်မှယဉ်ကျေးသိမ်မွေးတာလည်းပြောစရာမလိုတော့ပါဘူး ဟုတ်ကဲ့ဗျာ ဟုတ်လားဗျာနောင်နေလဲနတ်မောက်ကနေပြီးတော့ကျွန်တော်တို့ဖခင်ဘိုးကျုပ်လို့သူရဲကောင်းများဟုတ်လားဗျာအာဇာနည်ပုဂ္ဂိုလ်များပေါ်ထွက်ပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာ တောင်းပါလေ ဟုတ်လားဗျာ ဟုတ်ကဲ့ အဲ့တော့နောက်နှစ်တရားနဲ့6နှစ်မွေးနေ့မှာလဲမြို့ရွှေမန်းသားကလာရောက်ပြီးတော့ဖျော်ပေးပါဦးမယ်လို့ခရီးပေးပါတယ်ဗျ။အော်နောက်နေ့ကျရင်တော့အဲ့လိုဦးဆိုတဲ့အတန်လေးတွေလေဟုတ်လားဗျာအဲ့လိုနေ့ကျရင်တော့မြို့ရွှေမန်းသားရဲ့ပစ္စည်းတွေနဲ့ဟုတ်လားဗျာ ဟုတ်ကဲ့ အင်အားဟုတ်လားဗျာ ဟုတ်ကဲ့ တောင်းတင်းစွာနဲ့လာရောက်ပြီးတော့ဖျော်ပေးပြီးတော့ကြောက်အောင်မယ်ဗျာ စိတ်ခုံရောပါတယ် ဟုတ်လားဗျာ ဟုတ်ကဲ့ အော်ဒီနေ့တော့ကျွန်တော်တို့ခုလိုကပြဖျော်ပေးနေအောင်ပဲကျွန်တော်တို့ ဒီဒီပြရတယ်ဗျာ ဟိုတငယ်ချင်းပေါ့အမှုပညာတငယ်ချင်းပါပဲကိုအောင်ပေါ့ဗျာကိုအောင်တို့ကျွန်တော်တို့ဆိုတော့ဟိုငယ်စဉ်တော်ကြီးကလေးဟောကနေအတူတူလက်တွဲကလာခဲ့ကြတယ်တငယ်ချင်းတွေပါပဲ ဟုတ်ကဲ့ဗျာ ဟုတ်လားဗျာ ဟုတ်ကဲ့ အဲ့တော့ကိုအောင်ကနေခုလိုစေနာတရားရှေ့မှာထားပြီးတော့ဟောသူ့မျိုးဂုံတက်အောင်ဆိုဟောသူ့ရဲ့ပစ္စည်းများကိုလာပြီးတော့ဟုတ်လားဗျာကူညီပေးထားတဲ့ကိုအောင်လည်းကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် နောက်နေ့ကျရင်တော့ကျွန်တော်တို့ပစ္စည်းနဲ့ကျွန်တော်လာပါမယ်ဗျာ ဟုတ်ကဲ့ဗျာ ဟုတ်လားဗျာကိုအောင်လည်းခေါင်းပြပြအေးရတာပေါ့ခုတော့သူ့ခမရလည်းသူ့ကြည့်လိုက်ဆက်ပြတဲ့လင်းပြောက်နေတယ်လို့ပြေးနေရရှာဟုတ်လားဗျာအဲ့တော့အပြောတွေရှိအလုံးနဲ့တက်တည်ပြကြပါလို့ ပြကြပါစို့ဗျာ အဖဘိုးကျောင်းအောင်ဆန်းကုန်ပြပါတော့မယ်ဗျာ ဟုတ်ကဲ့ တစ္ဆရာနှစ်ပါးကြည်ကံ ဟုတ်ကဲ့ဗျာ မျောလေးညာပြီထမရဲ့ မမ ကြားပြရတယ်ငယ် အားလုံးပဲမင်္ဂလာပါခင်ဗျာ မင်္ဂလာပါကိုစပြရေး ယောက်ျားဇာနီဗာမတိမြန်ပြည်တလွှာရှာမာရှာ ဟုတ်ကဲ့ စွန်စားအထုတ်ဒုဘိုလ်ချုပ်ဆိုတာကိုဗျာ မှန်ပါဗျာ ကိုမျိုးဘာသာကိုသာသနာကိုကာကွယ်ဖို့ရမျှော်တွေးကြီးမှန်ဘိုးအောင်ဆန်းတယ်ဗျာ မှန်ပါဗျာ ဒါကြောင့်လဲဗန္ဓုတိယကေတယနဲ့တိနာဟူသည်လေးသည်ယချင်းသေးမျိုးတကိုးကြီးစွာကေတယလို့ဆိုတာကိုဗျာ မှန်ပါ ကေတယလည်းအာဇာနီပါပဲ အာဇာနည်ပါ တို့အတူပဲ229သောတိတ်ကဖုန်နေကြီးသာသနာအဆောင်ကြတဲ့ယဟန်တန်ဃာများလည်းအာဇာနီပါပဲဗျာ အာဇာနည်ပါဗျာ လူအာဇာနီချင်းသေးအာဇာနီယဟန်အာဇာနီတွေပေါ်များရာအရာဒေတာဗျာ ဟုတ်ပါဗျာ ဒါတဲ့အာဇာနီကြီးတွေပါပဲဗျာ ဟုတ်ကဲ့ဗျာ ဒီလိုနေရာဒေတာမျိုးမှာလာရောက်ပြီးတော့ကပြကြောဘတ်စင်တင်ဆက်ရတော့ဝမ်းသာကုန်လို့မဆုံးပါဘူးဗျာ ဟုတ်ကဲ့ဗျာပါပဲဗျာ ပြောနေစကားကြောရွှေပွဲလာမှုမှလည်းဆို ဟုတ်ကဲ့ သို့တော်လည်းမပြောမပြီးမတိမမြင်မချင်မမြတ်မလာမရမဆွဲမပါဆိုလို့ပြောရဆိုပါသေးတယ်ဗျာ ဘုံပြူတကားပြောကြတာပေါ့ ဟုတ်ကဲ့ဗျာသစ္စာထားတဲ့နှစ်ပါးကြီးကစကြပါသေးရဲ့ ဆက်ကြပါစို့ ဘယ်လိုများကပြအောင်လဲဆိုတာကိုပြန်ရေလာကောင်းအောင်လို့မြောင်းတယ်လို့ပြပါအောင်ညီလေးဆုံးမကြရေ ဟုတ်ကဲ့ဗျာဘိုးကျော်ရဲ့ဂုံနေဘွယ်တူးတွေကိုပြောမယ်ဆိုရင်တော့ပြောမကုန်ပါဘူးဗျာ ဟိုတောင်လင်းသွားပါလိမ့်မယ်ဗျာ ဟုတ်ပါဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်အထူးပြောချင်တာကတော့ဘိုးကျော်ဟာတိုင်းရင်းသားတွေနဲ့ရိုင်းမင်းအားနဲ့နေချက်ရန်သူနော်ကျူးကျော်တဲ့သူကိုတွန်းလှန်ဖို့ချခဲ့တာလေဘူတီစားပါပဲဗျာ ဟုတ်ဗျာဘောလျာလန်ဘိုးရေးမျောကတွေးဟဲ့လားဗျာ ဟုတ်ကဲ့ မှန်တယ်ဗျာ တကယ်ကိုလေးစားတတ်တဲ့ပုံကူကြီးပါ ဟုတ်ကဲ့ဗျာ ကျွန်တော်တို့နှလုံးသားတွေမှာမှတ်တမ်းတင်ထားတဲ့ပုံကူကြီးပါခင်ဗျ ဟုတ်ကဲ့ဗျာ ကျွန်တော်တို့တွေမဟုတ်တနိုင်ငံလုံးကချစ်ကြပါတယ် ဟုတ်ကဲ့ ဒါရဲ့သူ့ရဲ့စူးစမ်းမှုပါပဲဗျ မှန်တယ်ဗျာ ကြိုးသားမှုကြိုးသားမှုပေါ့ဗျာ ကျွန်တော်တို့နေကြရဆိုရင်ကျွန်တော်တို့ဘိုးချုပ်နေပြတဲ့ကိုသွားတယ် ဟောကြတယ် ဟောသူ့အိမ်ထဲမှာဆိုရင်ဖွဲ့ဝေးရပစ္စည်းဘာမှမရှိရှာပါ ဟု ဘူး တ်ကဲ့ဟုတ်ကဲ့ ရန်ကုန်ဆိုရင်လည်းဒီလိုပဲကျွန်တော်တို့ကင်မဲလန်လို့ခေါ်တာပေါ့ ဟုတ်ကဲ့ ဘိုးချုပ်အိမ်ရှိပါတယ်ကျွန်တော်ဆိုအဲ့နားမှာပဲနေတာ ဟုတ်ကဲ့ အဲ့ဒီမှာလည်းတို့တူပါပဲဘိုးချုပ်ကအဝေစားလေးတော့မှကျွန်တော်တို့တွေကိုပြည့်ပြည့်စုံစုံမွေသွားရှာပါဘူးဗျာ ဟုတ်ကဲ့ဒီလို အမြဲတမ်းတိုင်းပြည်အတွက်လွတ်လပ်ရေးရဖို့အတွက်သူ့ခေါင်းထဲမှာဒါတွေပဲတွေးပြီးတော့ကြံစနေတာပါ အမြဲတမ်းနိုင်ငံလွတ်လပ်ရေးအတွက်ပဲစဉ်းစားတယ်ဘိုးချုပ်ဗျာ ဘလောက်တော့ချစ်ဖို့ကောင်းလဲဆိုသပင်ညက်နေရင်လည်းမပြီးသေးဘူးဟောထပြီးတော့ဒီအလုပ်ကိုလုပ်နေရင်လည်းထသွားတယ်ဗျာ ဟုတ်ကဲ့ အဲ့ဒါသပင်ညက်လို့မပြီးသေးပါဘူးဘိုးချုပ်က ဗျာ အမြဲတမ်းသူဘာပဲလုပ်လို့တိုင်းပြည်အတွက်လွတ်လပ်ရေးအတွက်ပဲသူခေါင်းထဲမှာရှိနေတဲ့ကျွန်တော်တို့လေးစားအားထားတဲ့ဗိုလ်ချုပ်ပါခင်ဗျာ ဟုတ်ကဲ့ဗျာကြည့်ပါဗျာ ဒီလိုဗိုလ်ချုပ်ရဲ့နှစ်105နှစ်ပြည့်ပွဲမှာကျွန်တော်လာရောက်ပြီးတော့မြို့ရှင်မန္တဗိုလ်ချုပ်တို့ကလည်းဇက်လာသဖြင့်အဖွဲ့ကဂုံပြဖြော်ပြခွင့်ရလဲအထူးပဲဝမ်းမြောက်ကျင်းလို့မိပါတယ်ဗျာ မှန်ဗျာ ဟုတ်ကဲ့ကျွန်တော်နှစ်ပါးသွားကဏ္ဍလေးပေါ့ဗျာ ဟုတ်ကဲ့ နှစ်ပါးသွားကဏ္ဍလေးမှာမြည်သူမျိုးဝါထွက်ပေါ်ပြီးတော့ဖြော်ပြကတင်ဆက်အောင်လေကိုချစ်ကိုကြီး
ကဲကိုတို့ရင် ဒီလေ လောဝတံပိုးချစ်မြတ်လို့လေဗျာ ဟုတ်ကဲ့ ကောင်းကျိုးဖြာဝဲအမိမြန်မာပြည်ပါခင်ဗျ မှန်ပါဗျာ စီလုံးမညီညာမပြည်တာမှာဟုတ်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ပြည်တာမှာကျွန်တော်မြတ်ဘက်ဒီကအောင်ချောင်းဖြာမယ်ဗျာ အောင်ကြောင်းဖြာရမှာပါ ဟုတ်ကဲ့ခင်ဗျာဖြောပြတစ်ဆက်တဲ့ပွဲအင်မတန်မှမွန်မြတ်လာပါတယ်ခင်ဗျ ဟုတ်ကဲ့ ဝမ်းလဲဝမ်းသာပီတိဖြစ်ရပါတယ်ဗျာ မှန်တယ် ဂုံလဲဂုံယူရပါတယ်ကိုရင် ဟုတ်ကဲ့ နှစ်ပေါက်သားကလည်းအလက်ကြပြီလားဗျာ ဟုတ်ကဲ့ မြောက်ကတပြီဟုတ်ဗျာ မှန်တယ် မြောက်ကတတဲ့တော်တော်လာလေးဖော်ကထုတ်လို့ပေးရမယ်လားဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ အဲကြောင့်မို့အချိန်နဲ့တည်းရေဆောင်းပါဦးဗျာ ဟုတ်ကဲ့ အမိလိုက်ကြပါစို့ ကောင်းဗျာ ကိုရှိခွန်ရင် ကိုချစ်ကိုကြီး ဖော်ထုတ်လို့ပေးပါဦးဗျာ ဒီခါပေါ်ထွက်လာမှမြို့ရှင်မန်းသားရဲ့တူငယ်လေးအွန်ပိုင်ပိုင်ပါတယ်ဗျာ ဟုတ်ကဲ့ အွန်ပိုင်ပိုင်ရလဲသူတက်တီပညာနဲ့ကျွန်တော်တို့ရဲ့ဖခင်ကျေးဇူးရှင်ဘိုးချုပ်အောင်ဆိုင်တရားနဲ့9နှစ်ပြည့်မွေးနေ့မှာဂုံပြိုးမယ်တဲ့ဗျာ ဟုတ်ကဲ့ အမှုပညာနဲ့ဂုံပြိုးမယ်တဲ့ ဟုတ်ကဲ့ ပျော်ပျော်ပါပါပေါ့ဗျာ မှန်ဗျာ နော်ပျော်ပျော်ပါပါဂုံပြိုးမယ်ဆိုတော့ပျော်စရာကောင်းတဲ့ညာလေးလို့ဖန်တီးလိုက်မယ်ဗျာ ပြောစရာကောင်းတဲ့ညာလေးဟုတ်ဗျာ အဲ့တော့အောပိုင်ပိုင်ရဲ့ပျော်စရာကောင်းတဲ့ညဆိုတာဒီလိုထုတ်ကျွန်တော်တို့ညီကိုတွေအလုပ်လုပ်ကြပါစို့ဗျာ စကြပါစို့ ဖိန်လင်းခေါ်အောင်ဆန်းလို့မြည်ရပါတယ်ကြားပါရသေးဗျာ တကောပြီးရစားတော့ဘမဖုံးတဘာတော့ကလေးဘုံမီရောက်နေဘူအောင်စနုဖုံးမြောပင်လာဘလအစင်နာအိုးလမောက်ပင်လာပရမယာငါမောက်တတယောက်ဖုံးမြောခေဒီတော့ဒီကိုအောင်စမ်းပါဒီလေးကိုအောင်စမ်းပါ ဟုတ်ပါပြီကြက်သေးရှိပါပြီဗျာ တကောအပိယာစာတော့ဗမာဖုံးတဘာတော့ကလေးဘူမီရောက်နေဘူအောင်စနုဖုံးမြောပီလာမလောအစင်လာအော်နမောက်တွေလာပရမယာငမောက်တတယောက်ဖုံးမြောခေရီလာဒီကောအောင်စမ်းပါဒီကောအောင်စမ်းပါ ဟာခင်ကွန်ပျူတာဆိုဟာလား အနော်ရထားသည် ကျမလည်း ဘယ်နောင်တီ ဒုတိယနိုင်ငံ အလောဖယားသည် တတိယနိုင်ငံ အနော်ရထားသည် ပထမနိုင်ငံ ဘယ်နောင်တီ ဒုတိယနိုင်ငံ အလောဖယားသည် တတိယနိုင်ငံ သူ့ချုံဘဝကလောအောင်စတုတ်တနိုင်ငံတီထောင်ခဲ့သူမထိန်ခေါ်အောင်စမ်းပါထိန်ခေါ်အောင်စမ်းပါ ဟေးလေးလေးဝါဟုတ်ပါလို့အေးဟုတ်ပါဟုတ်လားကျန်သေးရှိပါဗျာရေ အနော်ရထားသည် ပထမနိုင်ငံ ဘယ်နောင်တီ ဒုတိယနိုင်ငံ အလောဖယားသည် တတိယနိုင်ငံ သူချုံဘဝကလောစတုတ်ထနိုင်ငံတီထောင်ခဲ့သူပါထိန်လေးခေါ်အောင်စမ်းပါထိန်လေးခေါ်အောင်စမ်းပါ တ
ကိုသဘာရှိရဲ့မဟာစီနေမျိုးတကောအရိသမဟာသမရအနွယ်တော်လားတခင်မြောက်ဟဲ့ တို့ဗမာ